သည်ကောင်းကြီးတခိရဲ့ကောင်းကြီးစီစဉ်သွားအောင်မယ်ဒါတော့ပဲကျွန်တော်ဒီရတယ်ပဲတော်လေးပဲရောက်ရောက်လေလေးပဲရောက်ရောက်နော်ဟိုတောင်ပေါ်ပဲရောက်ရောက်နော်ဒါတော့ဒီတော့တခိကိုစက်ကတ်ထားတယ်အဲ့ပုံစံမျိုးတွေကျွန်တော်စက်ကတ်ထားတာဖြစ်တယ်နော်အဲ့တော့ကျွန်တော်ကဘာလာလာတောင်းနေနော်မြို့ပေါ်မှာလည်းတိတ်တက်တာမရှိဘူးနော်ဒီလိုမျိုးမှလည်းပြဿနာမရှိဘူးပဲကျွန်တော်တို့ကတဲဆုပ်တွေပေါ်မှာလည်းတိတ်တက်တာမရှိဘူးအဲဒါအားလုံးကဟာလေလုယာပဲနော်အဲ့တော့ဟိုအဲ့မှာဆရာလည်းလာတွေ့တယ်နော်ဆရာလည်းတွေ့တဲ့အခါမှာဟိုသူကတော့ဆိုင်ကတီရဲပေါ့နော်ဆရာလို့ဒီလိုကြီးကျွန်တော်ကဒီလိုကြီးနန်းဆရာထက်တယ်တဲ့သူတယောက်ဖြစ်တယ်ပေါ့နော်ဆရာတို့ဆရာတို့ရှိမှဒီလိုကြီးဘောလို့ရလားကြတော့ဆရာဘယ်လိုဘောလို့ရလဲဆရာတတိကိုဘောနိုင်တတိကိုဘောတယ်ဟောတော့ရှိတာရတော့လားဘယ်လိုလားကြောက်တယ်တတိကိုဘောနိုင်လို့ဟောနိုင်တယ်လို့ကျွန်တော်တတိကိုလို့လားကျွန်တော်တတိကိုဟောနိုင်တယ်နော်ကျွန်တော်တတိကိုပြောနိုင်တယ်ဆရာဒါဆရာလည်းတတိကြိုင်ကိုကျွန်တော်လာခဲ့ဆရာနော်တတိကြိုင်တော့ကျွန်တော်လာခဲ့လို့ဆရာရေလို့ဆရာကိုပြောတာနော်ဆရာလည်းချိတ်ဆက်တာအခုမှပဲဟိုဘုရားတခင်ကျွန်တော်တို့ချင်းချင်းချိတ်ဆက်တာတော့မဟုတ်ဘူးဘုရားကိုယ်တော်တိုင်ချိတ်ဆက်ပြီးလိုက်တယ်ကြည်ကြည်တယ်နော်အဲ့ဒါလည်းဘုရားကိုချီးကျူးခြင်းတယ်ကျွန်တော်တို့ဟိုပါပေါ့ကျွန်တော်ကတင်ချင်းမဲ့အခုပြောသွားလို့ကျွန်တော်အကြောင်းတော့မပြောတော့ကျွန်တော်ဟိုဘက်အကြောင်းမှာကျွန်တော်အကြောင်းလေးနဲ့ပြောပြသွားတယ်နော်ကျွန်တော်တနေ့လေးကိုတစ်ခါပြောရတာပြီးမလားနော်တနေ့လေးတစ်ခါပြောတယ်ပြီးမလားအဲ့တော့ဘာလဲတခင်အကြောင်းတက်တက်လေးဒီလိုပြောမယ်စမ်းစာနဲ့ဘာပြောလဲဆိုရင်တရုံမှာ7နော်တရုံမှာ7ရသူကြီးအချိန်နားထောင်မှုတဲ့သူတွေရှိအောင်ရှိနိုင်တယ်စာစင်တွေကစမ်းချက်ဖြစ်တယ်နော်ကဲတင်ချင်းစိတ်ချကဲတင်ချင်းဆိုတာပါတယ်နော်ကဲတင်ချင်းဆိုတာပါကဲတင်ချင်းဆိုတဲ့စကားလုံးဖြစ်ပေါ်လာဖို့အတွက်ကိုဘာလို့လဲဆိုရင်ကဲတင်ရှင်ပုဂ္ဂိုလ်ဘာလို့တော့အဲ့ကဲတင်ရှင်ပုဂ္ဂိုလ်ဘာလို့လဲပြီးကဲတင်ခံပေးသူပုဂ္ဂိုလ်ဘာလို့နော်ပုဂ္ဂိုလ်တရားလို့နော်အဲ့တော့ကဲတင်ချင်းဆိုတဲ့စကားလုံးကိုကဲတင်ရှင်တွေကြီးပဲရှိနေတဲ့အချိန်မှာအဲ့စကားလုံးလုံးဝတတ်လို့အဲ့လိုပဲကဲတင်ခံရမယ့်သူတွေကြီးပဲရှိနေတဲ့အချိန်မှာအဲ့စကားလုံးလုံးဝတတ်လို့တော့အဲ့စကားလုံးရဲ့အနက်တိပဲမပွင့်အဲ့တော့ကဲတင်ချင်းဆိုတဲ့စကားလုံးအနက်တိပဲပွင့်ဖို့ဘာလို့လဲဆိုရင်အဲ့ပုဂ္ဂိုလ်မရောက်ဘူးဒီလိုဆိုရင်ကဲတင်ရှင်နဲ့ကဲတင်ခံမဲ့သူအဲ့တော့ဒီနေ့ကဲတင်ရှင်ဒီဘာဖြစ်လဲဆိုရင်ကဲတင်နိုင်တော်သူဖြစ်အဲ့ကဲတင်နိုင်တာတော့မှကဲတင်ခြင်းစိတ်ရှိမှရအဲ့ကဲတင်ခြင်းစိတ်ရှိတာတော့မှကဲတင်အောင်မှဇာတ်ဖြစ်တယ်အဲ့တော့ဒီနေ့ဘုရားကလူတွေကဒုက္ခတွေကိုကဲတင်နိုင်တယ်နော်လူတော်များများကဒုက္ခတော်များများကိုကဲတင်နိုင်တယ်ဒါပေမဲ့လူတွေမကဲတင်နိုင်တာကိုယ်ပဲရှိတယ်မရရလည်းမကဲနိုင်မရရတယ်တော့မကဲနိုင်ဘူးတော့သူ့ကိုယ်တော်မကဲနိုင်ဘူးရှိတယ်ဘာလို့ရှိလဲတော့သူ့ကိုယ်သူ့ကိုမကဲနိုင်ဟောဒီနေ့ဘယ်မှာကြီးကျွန်တော်အများကြီးပဲကျွန်တော်အိမ်ဝင်ကြီးဆရာဆိုကိုဆိုးတော့နော်အိမ်ဝင်ကြီးဆရာဆိုကိုဆိုးတယ်အဲ့တော့ဗါလဲကိုတော်ဟိုသူများကိုကဲဖို့မပြောနဲ့ကိုတော်ကဲဖို့အတွက်ကိုဟိုဂူအောင်ချစ်စင်ကြည့်ရတာလို့အလူပေးတဲ့ချစ်စင်ကြည့်ရတာလို့ဟိုတော့ဟိုဗါလဲဟိုငြိမ်ပြီးကြားမှတ်ရတာလို့စတဲ့တိုင်းပေါ့နော်အဲ့လိုပဲကျွန်တော်ခရိယာမှာလည်းအားရှိရပရိစိတ်တာတွေရောစုံစီပေါ့နော်စုတောင်းတာတွေရောအများကြီးပဲခရိယာတွေလည်းချစ်စင်နဲ့ကဲတင်ချင်းရမယ်ဆိုရင်သူတွေလည်းအားရှိအဲ့တော့ဒီနေ့ကျွန်တော်ပြောချင်တာကဒီနေ့ကျွန်တော်တို့ကိုဘာဖြစ်လို့အချင်းတရားကနေကဲလို့မရတာလဲလို့ကျွန်တော်တို့ရေးကြစီနော်အဲ့ကျွန်တော်တို့ပြောပြမယ်ဘာလို့ကဲလို့မရလဲဆိုရင်ကျွန်တော်တို့မှာဗီဇတစ်ခုရှိနော်ဗီဇတစ်ခုရှိဗီဇကနော်ဘာဗီဇလဲဆိုရင်အပြည့်ရဲ့ဗီဇနော်အပြည့်ရဲ့ဗီဇတစ်ခုနော်ဘာဒီတော့မှာဗီဇတစ်ခုပဲရှိတယ်တစ်ခုကအပြည့်ရဲ့ဗီဇတစ်ခုကဟယာရဲ့ဗီဇနော်တစ်ခုကအပြည့်သားရဲ့ဗီဇတစ်ခုကဖယားသားရဲ့ဗီဇတစ်ခုရှိတယ်အဲ့တော့ဖယားသားဗီဇကိုဘယ်အချိန်မှရလဲဆိုရင်ပထမတင်ခြင်းဟုတ်ပြီနော်ဘာရလဲဆိုရင်ပထမတင်ခြင်းမှာကျွန်တော်တို့ကရှာပါတယ်ဘာလို့လဲဆိုတော့အပြည့်အခါတင်ခြင်းအပြည့်အခါတင်ခြင်းကိုပေးဆက်ပြီးတဲ့အခါမှာကျွန်တော်တို့ကဘာဖြစ်လဲဆိုရင်အဲ့မှာပထမလူတင်သွားတယ်အဲ့ချိန်မှာတင်တော်တော်လဲရှင်လေးပဲဆိုတဲ့အခင်းရဲ့ကဲတင်ခြင်းကိုလက်ခံတဲ့သူတိုင်းဒီဒုတိယဝေဘာခြင်းဆိုတဲ့စကားလုံးစတင်တော့အဲ့ချိန်မှာဒုတိယအသက်ရောက်ဘာလဲဆိုတော့ထိုအသက်ဗီဇဖယားရဲ့ဗီဇရောက်အဲ့တော့ပထမအဖြစ်သားဗီဇဒီသူ့မှာခွေးတစ်ကောင်ကိုစောက်အောင်ထဲကနေပြီးတော့သူ့ကိုခေါ်သွားမယ်ခွေးတွေမရှိတဲ့နေရာကိုခေါ်သွားမယ်ခေါ်သွားပြီးတော့လည်းအမိုးတောင်ထိပ်မှာထားထားမယ်ပြီးတော့လည်းသူ့ကိုအဲ့ခွေးအောင်တဲ့ကြားတဲ့နေရာခွေးတွေကိုမမြင်တဲ့နေရာခွေးချစ်ကိုသူကသူ့မသိဘူး
ကျွန်တော်တင်ပေးမယ်လူချင်းလူချမ်းပဲတင်ပေးမယ်လူလိုစကားပြောနေတင်ပေးမယ်ဟုတ်ပြီနော်ခွေးဆိုတဲ့စကားလုံးခွေးဟောင်းတန်တော်မကြောက်တဲ့နေရာခေါ်ပါမယ်အဲ့ခွေးဒီကြီးလိုက်ဟောင်းဟောင်းဟောင်းတယ်အောက်တော့ဟောင်းတယ်ဟောင်းလို့ဆိုင်တယ်ဟောင်းတယ်အဲ့ဒါကိုဗီဇာဟောင်းပါဆိုရင်မင်းဒီဟောင်းတော့မရတဲ့ကြားလာတယ်ဒီမင်းဟောင်းတယ်ဆိုလို့ဆိုင်ဟာဆိုင်တော့ဒီဘာတိနဲ့စီလိုက်တော့ဒီဘာတိနဲ့စီလိုက်မထားလိုက်အဲ့တော့ဒီဘာတိနဲ့စီးတဲ့အချိန်တွေရမယ်တော့ဒီဘာတိကိုပြန်ဖွင့်တဲ့အချိန်တိုင်းဘာဖြစ်လဲဆိုရင်ပြန်ဟောင်းအဲ့ဒါကိုခွေးဗီဇာခေါ်အခုကျွန်တော်ပြောချင်တာကဘာလဲဆိုရင်ကျွန်တော်တို့လူသားတွေကSunday school မှာတင်ပေးတဲ့စကားလုံးတွေမှာဘယ်လောက်ထိတောင်းတလဲဆိုရင်အကောင်းဆုံးတွေကိုလည်းတင်ပေးတယ်။တမန် school မှာလည်းအကောင်းဆုံးတွေကိုတင်ပေးတယ်။ဗလီမှာလည်းအကောင်းဆုံးတွေကိုတင်ပေးတယ်။လောကကြီးကိုဘယ်လောက်ဆင်ဖို့ဆိုတဲ့အချက်ကောင်းတွေကိုလည်းတင်ပေးတယ်။အဲ့ဒါကိုတချို့ဆိုရိုက်တော့တင်တယ်။ဝေးကလေးကတချို့ဘယ်ဖြစ်ရိုက်တော့တင်တယ်။အဲဒီလိုတင်ရတာနဲ့ခေါ်ပါဆေးပါလေပါကောက်ချစ်ပါမိုက်တိုင်းပါရုပ်ပါဆိုတဲ့စကားလုံးတမောမှမသိမဲနဲ့အဲ့ဒါတွေလုံးရင်တော့အပြင်းအထန်တားတဲ့ဥပဒေတွေရှိရတာနဲ့ဂျားတွေတော့အဲ့တော့ကျွန်တော်တို့ရဲ့ဗီဇာလဲဆိုတော့အပြည့်ရဲ့ဗီဇာတားလို့မရဘူးအချက်အချုပ်ထဲမှာထည့်ထားတဲ့အချိန်ဘာမှလုံးလို့မရတဲ့အချိန်ခဏကြီးဘာမှလုံးလို့မရတဲ့အချိန်ခဏကြီးနေတော့ဒါပေမဲ့လုံးခွင့်ရပြီလုံးနိုင်စွမ်းရှိပြီလုံးလို့စပြီဆိုပြီးပြောပြီအဲ့ဒါကျွန်တော်တို့လူသားတိုင်းမှာရှိတဲ့အဖြစ်တရားရဲ့ဗီဇာကျွန်တော်အတွေးထဲမှာရှိအဗီဇာအဲ့ဗီဇာကိုအကျင့်တရားနဲ့ထိန်းတယ်အကျင့်တရားနဲ့ထိန်းတယ်ဆိုတာပြည့်တဲ့ချက်တွေနဲ့ထိန်းတယ်လောတွေနဲ့ထိန်းတယ်ဥပဒေတွေနဲ့ထိန်းတယ်မီယိုပလတ်ခါးတွေနဲ့ထိန်းတယ်အဲ့ဒါတွေနဲ့ထိန်းချောင်းပြီးတော့မှကျွန်တော်တို့ခေါ်လာတယ်ငယ်လေးကခေါ်လိုက်တော့တက်လာတယ်လေကျေးဇူးတရားနဲ့ကိုအဲ့ဒါတဲ့တော်သောအချိန်မှာကျေးဇူးတရားနဲ့ကိုအဲ့တော့ဒီနေ့အဲ့ဒါကိုကဲတင်ခြင်းလို့ဘယ်ရလဲကဲဆိုရင်အပြစ်သားပေါ်ကနေထိချုပ်ခြင်းကိုခံခဲ့ရတဲ့ပြည့်တဲ့တရားလက်ထဲကနေပြီးတော့မှကျေးဇူးတရားလက်ထဲကိုထည့်လိုက်တော့အဲ့ဒီမှာပြုတ်ခြင်းခွင့်ဆိုတဲ့ကောင်းကျိုးချမ်းသာလေးနော်ရောက်အားကဲဒီနေ့ကျွန်တော်နည်းနည်းလေးစစ်တာနော်ကျွန်တော်နည်းနည်းလေးစစ်တာအဲ့တော့ခွေးဒီဗီဇာကြောင့်ဖောင်းတယ်လူဒီဗီဇာကြောင့်ဖြစ်လို့မကောင်းတာကိုလုံးရင်ပြစ်ဒဏ်ပေးမယ်ဆိုတဲ့ဘောလေးရှိတာလို့လို့အဲ့ဒီတည်းကဘာဖြစ်ပြစ်ဒဏ်လဲဆိုသိတာကြီးရှိအဲ့ဒီတည်းကဘာဖြစ်ပြစ်ဒဏ်လဲဆိုသိတာကြီးရှိအဲ့ဂျားရဲ့တော့လို့ဒီလေလုတ်ဆိုင်ပဲဖြစ်အဲ့ဒါကိုဗီဇာအဖြစ်အဲ့ခွေးကိုတက်လိုက်တာမဟောင်းတော့အဲ့လိုပဲလူရဲ့ဒီမှာဗီဇာအဖြစ်ကရှင်းတယ်အဲ့တော့ယေရှုခရစ်တော်အပြင်ယေရှုကိုယ်တိုင်တပ်လိုက်ဘာမှတပ်လိုက်လူသားတွေအားလုံးလောကထဲမှာတင်တတ်တယ်အဲ့တင်ခြင်းထဲမှာအထူးပါသွားဖို့တက်ကယုံကြည်ခြင်းနဲ့ရတယ်အစားယုံကြည်ခြင်းနဲ့ဘာလို့ယုံကြည်ခြင်းကိုဘာလို့ကောင်းကင်ကိုရောက်လာလဲရေးရစီမယုံကြည်တဲ့ခုနဲ့တိတ်ကျုံးမယ်မယုံကြည်ခြင်းတစ်ခုနဲ့တိတ်ကျုံးမယ်လားအဲ့တော့ပြန်ကုစားတဲ့အခါမှာယုံကြည်ခြင်းတစ်ခုနဲ့အသက်ရှင်ရုံတက်တဲ့ဘာမှလဲဆိုတော့ဘာသာမယုံကြည်ခြင်းလို့လားဟုတ်တယ်ယုံကြည်ခြင်းဘုရားစကားကိုမယုံကြည်ခြင်းစားတော့နေဧကံအမှန်တရားပဲဆိုတဲ့စကားကိုမယုံတော့ခြင်းကြောင့်စားတယ်မစားတော့နေဧကံအမှန်တရားပဲဆိုတဲ့စကားကိုမယုံတော့တဲ့အထွက်စားလိုက်အဲ့စားတဲ့နေ့မှာပဲဧကံအမှန်တရားပဲဒါပေမဲ့တာသမီမကောင်းပြီးမှကောင်းသူတာသမီတွေမကောင်းတာတွေလုပ်နေတယ်လေသူတာသမီတွေသူစကားကိုနားမထောင်မိမဲ့အဖေဆိုတဲ့ထာဝရဘုရားကတာဝန်ယူပြန်ဖြည့်ရှင်းပေးတဲ့အခါမှာပေလွန်တော်လဲရှိနေတယ်ဒါပေမဲ့အဖိုးခါတော့အကြီးပေးလိုက်ရဘာကြီးတော့
အဖိုးခါရိုးလေးပုံဘာဒီတော့သားတော့အဲ့တော့ခါပြတ်တောင်းလို့မရအခမဲ့ပေးတာဖြစ်နေမယ်တန်ဖိုးကတော့ဖြစ်လို့မရတန်ဖိုးဘယ်လောက်ထိမမဲ့လဲဆိုရင်ဖြစ်လို့မရအဲ့ဒီချစ်ချင်းတဲ့တာမျိုးဖြစ်တယ်အခုကျွန်တော်ပြောနေတာကဲတင်ချင်းကိုနည်းနည်းလေးပြန်ပြီးတော့ပါလမ်းကြောင်းတစ်ခုကနေပြန်ပြီးတော့ပါစိတ်ဓာတ်ဖြစ်အဲ့တော့ဒုတိယဝင်သွားခြင်းယေရှုခရစ်တော်ဘုရားလက်ခံပြီးတော့ဒုတိယဝင်သွားခြင်းကိုခံရတဲ့သူတိုင်းမှာဗီဇပြောင်းတယ်။ဘာဗီဇလဲဆိုတော့အပြစ်ကိုအစမ်းလုပ်ချင်တဲ့ဗီဇကနေပြီးတော့မှအပြစ်ကိုရှောင်ချင်တဲ့ဗီဇကိုပြောင်းလာ။အဲ့တော့ဒုတိယဝင်သွားခြင်းကိုခေါ်တယ်။တရားတွေပဋိစံခံခြင်း၊တရားတွေသက်စင်တော်ဝိညာဉ်တော်ဘုရားစိတ်ခံလိုက်ခြင်း၊တရားတွေဘုရားသားဖြစ်ခြင်းဆိုတဲ့ကောင်းစဉ်တွေကိုဝင်လာတာဖြစ်တယ်။အဲ့ဒီချိန်မှာဗီဇချိန်တဲ့အချိန်မှာဟောင်းလို့မရတော့ဟောင်းရဆက်ခွေးကိုဗီဇချိန်လိုက်မဟောင်းလို့ခွေးကိုဗီဇချိန်လိုက်မဟောင်းလို့ဟောင်းမရတော့ဘူးအဲ့တော့လူလည်းဗီဇချိန်လိုက်တယ်ပါလေအဖြစ်သားကိုဗီဇချိန်လိုက်တယ်အဖြစ်သားဗီဇကနေဘာကိုချိန်လိုက်လို့ဆိုရင်ဖယားသားဗီဇကိုချိန်လိုက်အဲ့ဒါကြောင့်ပြောပါမယ်ဖယားသားအပြစ်လုံးချင်ရေတန်းကနေပြီးတော့မှအပြစ်ကိုရိုးရှာအပြစ်ကိုရှောင်လာတယ်ပြီးနောက်ဆုံးတော့အပြစ်နဲ့ဝေးရဆိုနောက်ဆုံးတော့အဲ့ဒါကိုတန်ရှင်ချင်းလက္ခဏာရဲ့တကယ်နဲ့စေတောချင်းလို့လေခေါ်တယ်သူတရားဘူပေါင်းခြင်းမှာထည့်တော့မယ်ဆိုရင်ဖယားစကားနားထောင်ခြင်းစိတ်ရှိတော့ပြီးစားရောက်လာအဲ့ဒါကိုကျွန်တော်ကဆက်လက်ပြုစုပြုထောင်ပါတယ်မေတ္တာရာပြုခြင်းကြီးပွားပြီးဆိုခြင်းကျမ်းစာဖတ်ခြင်းကျမ်းစာအလုံးချက်ခြင်းဖေဖေစကားနားထောင်ခြင်းအစတင်လို့တော့ချစ်ချင်ဝမ်းမြောက်ခြင်းနေတဲ့ခြင်းချင်းတူခြင်းစိတ်ချင်းကောင်းမြတ်ခြင်းအစာဆောင်ခြင်းလူနဲ့ဝိချင်းကောင်းကိုချုပ်တင်းခြင်းအဝိညာဉ်တီးလာလို့တော့ယေရှုခရစ်တော်ဘုရားသည်ဆက်လက်ပြုစုပြုထောင်တယ်။ဘာလဲပြုစုလားအသိတော်နဲ့ပြုစုပြုထောင်။အသိတော်ဘာလို့တာလဲ။လက်တို့နမလက်တန်းနဲ့အကုန်လုံးပေါင်းပြီးတော့လုပ်တာပေါ့အသိတော်လို့။နမတစ်ခုနဲ့ကြိုင်စစ်ပြေးလား။ကျေဦးလေတော့ကြည့်လို့ခေါ်လား။နမတစ်ခုနဲ့ကြိုင်လေ။ခေါ်တယ်ဘာအချီးဘာအချီးလေဘာ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 မသိနေတော့လေပြောပါဟုတ်လား။နမလည်းကြိုင်နေနမလည်းကြိုင်နေစစ်ပြေးလား။ကြားတော့မကြောက်ဘူး။ကြည့်လို့ကောင်းလား။ရအောင်လေဟုတ်နော်။ဘာမှမဟုတ်ပါဘူး။ဘယ်လိုသွားဆိုလဲ။စစ်ပြေးလား။ဟာလေ။ဒါမှရောဘာမဆိုင်နေအောင်လေ။ဘာအချီးလေတော့ကြောက်ကြမှာသင်ကြောက်။ဟုတ်လား။အေးအဲ့တော့ဒီနေ့ပါလေအရှင်ပြေခြင်းနေနာဆိုတော့ဒီလိုကကြီးမှာဖြစ်တည်ဖို့အတွက်ဒီအသိတော်ဆိုရဲခန္ဓာကိုယ်ကိုထားနေတယ်။အဲ့ဒါကိုကျွန်တော်အင်္ဂါခြင်းလို့ခေါ်တယ်။အဲ့ဒါယုံကြည်သူချင်းတွဲဆက်လို့ခရစ်တော်ရဲ့အင်္ဂါကိုဘာလို့ဒီစောင့်ကြည့်လဲ။ဒါတော့ကျွန်တော်နည်းနည်းလေးစံလေးပြောတာဖြစ်။အချက်တည်းနော်။တနေ့ခါတော့ဘုရားကဘုရားသခင်ဒီမှာတော့သာရတက်ကိုပြီးတော့ဘုရားထိုးတက်တယ်လေတားတော်နိုင်ပိုင်းထိုးတက်တယ်လေတားတော်နိုင်ပိုင်းတားတော်ကိုရတော့သူဒီအသက်ကိုဆိုင်ဘုရားကြီးတားတော်ကိုမရတော့သူကအသက်ကိုမရဒီလူရည်မသိချင်းကိုလိုက်ရှာမသိချင်းကိုရမ်းကြတယ်တော့ရှင်မင်းကြီးကစာကိစ္စဆက်ရှာခဲ့တာဒီဒီပဲဟုတ်တော့ဝေကောင်များနဲ့ရှာဒါပေမဲ့မသိချင်းပါတယ်မသိချင်းကိုယူဆောင်လာတဲ့ယေရှုကိုလက်ခံလူသားတွေကောင်းညံ့ပြင်းလဲဆိုမသိချင်းကိုယူဆောင်လာတဲ့သခင်ကိုလက်ခံမင်းနဲ့အဲ့မသိချင်းကိုလိုက်ရှာအော်ရန်ကောင်းတယ်ကျွန်တော်တို့လူတွေရတယ်အော်ကိုရကောင်းတယ်ထိုးရောက်လို့ပြေးဆိုအခါမဲ့ပြီးအခါမဲ့ဖေးခဲ့တယ်တဘူတော်ထားတဲ့တောက်ရတော့အေးအခါမဲ့ပြီးအခါမဲ့ဆိုရင်တဘူမဲ့ဒါပေမဲ့သူ့လူကြီးတော့စံတဘူမဲ့နော်တခင်ကိုပေါ်နေတယ်မပြီးရှိနေတယ်လို့မကြည့်အကြည့်ဝဲစရာကောင်းတယ်အပြစ်လို့ချင်းမခံရဘဲနဲ့ကောင်းတဲ့နိုင်ငံမဝင်ရတဲ့အချိန်တရားစီရင်ချိန်မှာငရဲကိုကြားတဲ့အချိန်တိုင်းငရဲကိုဆင်းရတဲ့အချိန်တိုင်းဘယ်လိုဆင်းလဲဆိုရင်လက်ခုပ်တီးပြီးတော့မှအဲ့လိုဆင်းမယ်အခေကိုကျေးဇူးတင်တယ်ဆိုရင်အဖြစ်တရားနဲ့လက်ခုပ်တီးပြီးငရဲကိုဆင်းမယ်ဘာလို့လက်ခုပ်တီးပြီးငရဲကိုဆင်းလဲဒီအခါနဲ့ပြီးတယ်အခါနဲ့ပြီးတော့မဖြစ်ဘူးဟိုတီးတော့ပြီးအချို့လူတွေဘယ်လောက်ထိပေးလဲဆိုအဲ့အခါမဲ့ဆိုတာကိုခံပြီးတော့အသက်သိတဲ့ဒီစလင်းပြီးတော့ကိုယ်ကခံပြီးတော့အဲ့ဒါကိုရေးပယ်တဲ့သူတွေဒီအဖြစ်လို့ချိန်မခံရတဲ့အခါမှာဘယ်လိုဝင်လဲဆိုရင်တော့သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့ဆေးတဲ့ဇယင်းထဲမှာသူတို့မပါတဲ့အခါမှာဖ
ထာဝရမီးကိုရှိတယ်အဲ့ဒီတိုင်းကိုတော်ကောင်းမြတ်တယ်ဆိုတဲ့စကားလုံးတစ်လုံးနဲ့မရှိဘူးအားကြောင့်လဲဆိုတော့အခမဲ့ပြီးခဲ့တာမယူတဲ့ငါတော့ပိုက်ပေးတာမရှိဘူးအဲ့တော့ဒီနေ့အေဝံဂေလိဟောတယ်ဆိုတာအဲ့ဒါပဲအေဝံဂေလိဟောတယ်ဆိုတာသူတို့ကောင်းလဲဖို့မကောင်းလဲဖို့တဲ့တကယ်ဒီတကယ်ချင်းတဲ့တိုင်းအစကြီးကိုထာဝရဒုက္ခကြီးကိုအတတ်နဲ့တွေးနဲ့ရွေးပြီးတော့ဝယ်သွားတယ်အဲ့ဒါခမဲ့ပေးတယ်ဆိုတော့ကျွန်တော်တို့ကကျေနာအောင်ခါတယ်အဲ့ဒါမှယုံကြည်လာတဲ့သူတွေကအင်္ဂါချင်းတွေဖြစ်သွားတယ်ခရစ်တော်ရဲ့အင်္ဂါဖြစ်တယ်ခရစ်တော်ရဲ့အသင်းတော်ဖြစ်တယ်စကြဝဠာအသင်းတော်တွေမှာအသင်းသားဖြစ်နေပါတော့တတိယဆိုင်အသင်းတော်ဆိုသေးတယ်တကယ်ကခေါ်တယ်တကယ်သားမီးတကယ်ကခေါ်တယ်တကယ်ခန္ဓာကိုယ်တော်ကိုတကယ်ဥကောင်းနဲ့တို့တကယ်ဒီလိုဥကောင်းနဲ့ပေါင်းစပ်အဲ့ဒါကိုကျွန်တော်တို့ကကေတီချီလို့ခေါ်တယ်ဘုံလေးခဏစာတပုံရချင်လို့ဆိုရင်ကျွန်တော်ခုချိန်မှာတောင်းလိုက်တယ်သူဘာပြပြထင်လဲပြပြပဲပြပြလိုက်ကျွန်တော်တပုံလေးတပုံရချင်လို့ဆရာကင်မရာလေးခဏမှာပါဘာပြလဲကျွန်တော်ဘာပြလိုက်လဲဘုံကျွန်တော်တောင်းတော့ပါလေကင်မရာဟုတ်တယ်နော်ပြလိုက်ပါတော့ဘာပြလဲဘုံဟုတ်ပြီနော်ဘုံပြလိုက်လေဒါပေမဲ့ဘုံမှာဘာပါလို့လဲဒါပေမဲ့ကင်မရာလေးကိုတက်ဖို့ရှာကျွန်တော်ပဲကင်မရာလေးပဲပြပါဒီကင်မရာဝိုင်းလေးပဲအဲ့ဒါလေးပဲလို့ရတယ်အဲ့ဒါလေးရိုက်ချင်တာကြီးတယ်ပုံကြီးမပြီးနဲ့ဟာဆိုတော့အဲ့လိုပြောရမရဘူးတော့ဥပပေးရပါတော့ဥပပေးရတော့ကင်မရာလေးပါအဲ့ကင်မရာလေးနဲ့တော့ဆိုင်ဖို့ဖြစ်တယ်အဲ့လိုပါလေဘုံကိုရှာတော့သူဒီကင်မရာဝယ်ရည်ဟုတ်ပြီနော်ဘုံကင်မရာကြီးဘုံတိုင်းပါရီထိုဖုန်းလိုက်ပါရီထိုကင်မရာကြီးထိုဖုန်းလိုက်ပါရီထိုဖုန်းရတော့ဒီကင်မရာကိုဆိုင်ထိုတတ်ဒီတားတော့နိုင်ပါရီတားတော့စတော့ဒီတပ်ကိုဆိုင်ရှင်းရအဲ့တော့ဒီနေ့ယေရှုခရစ်တော်ဘုရားကိုလက်ခံပါစုကြည်ပါဆိုတဲ့စကားရဲ့အနေနဲ့ပဲ好了，但我毕竟，好了，圣诞节我毕竟送上来圣诞节我毕竟，你知道，你了解。渣男人不我的妈咪嘛，那苦苦，那挺多啊。渣男那给钱我嘞，那苦苦太多嘞。哪有话你嘞？给钱的嘛嘞，那钱嘛那苦苦太多嘞。啊喽，这里嘛，渣男人不我的妈，到时来，不要听他们，不要，也没关系。阿门。